အတိတ်ကရည်စားဟောင်းနဲ့မှားခဲ့တဲ့အကြောင်းကိုတနေ့မှာကိုလက်ထက်မဲ့သူပြောပြတဲ့လားဒီမေကွန်းကိုလူတော်တော်များများပုံစံအမျိုးမျိုးနဲ့အမေးဖြေတွေကလုံနေကြဆဲပါပဲအထူးသဖြင့်ဒီဘက်ခေတ်အခြေအနေတွေမှာရည်စားဖြစ်သွားပြီဆိုတာနဲ့စက်ကိစ္စကတော့အနေနဲ့များတော့ပါဝင်ပတ်သက်လိရှိကြတယ်အချို့ကြောင့်လည်းကိုမြန်မာရင်ကျေးမှုရကိုလက်ထက်မဲ့သူအတွက်တန်ဖိုးပြတ်မသွားအောင်လို့စီးဆောင်ကြတဲ့သူတချို့တလေလည်းရှိနေပါသေးတယ်ခက်တာရည်စားထားရဲဆိုတာအိမ်အောင်ပြူတာမဟုတ်တဲ့အတွက်ရည်စားတွေများလာတဲ့အခါမှာကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုငယ်စဉ်အတိတ်ကသွေးသားဆန္ဒအလျောက်မှားခဲ့တဲ့ကိစ္စကိုပြောတင်လားမပြောတင်လားဆိုတာကိုမေကွန်းထုတ်လာတတ်ကြပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါတယ်ကျွန်တော်ကတော့ AB ပါပြောရမယ်ဆိုရင်ဒီကိစ္စကိုပြောတင်တယ်မပြောတင်ဘူးကမှန်လားမှားလားအရေးမကြီးဘူးအရေးကြီးတာအချစ်ထက်ပိုနက်နဲတဲ့ယုံကြည်မှုတစ်ခုကိုဘယ်လိုတိဆောက်ရမလဲဆိုတဲ့မေးခွန်းပဲလူတိုင်းမှာအတိတ်ဆိုတာရှိတတ်ကြတယ်ဒါပေမဲ့အတိတ်တိုင်းကအနာဂတ်ကိုဖျက်ဆီးပစ်ဖို့မဟုတ်ဘူးပထမဆုံးချက်ကဒီကိစ္စကိုလုံးဝမပြောသင့်ဘူးဆိုတဲ့အခြေအနေမျိုးတော့မရှိဘူးဒါပေမဲ့မပြောသင့်တဲ့အချိန်ကတော့ရှိတယ်ဥပမာချစ်ကြိုက်စကာလာမျိုးတွေမှာဒီလိုအကြောင်းတွေပြောတာအမှန်တရားထက်ကိုယ့်ရဲ့အကြောက်တရားရဲ့မလုံခြုံမှုကိုပဲပိုတိုးလာစေတယ်ဘာဖြစ်လို့လဲဆိုတော့ relationship အစာပိုင်းမှာနှစ်ယောက်ကြားယုံကြည်မှုကိုကောင်းကောင်းမတည်ဆောက်ရသေးဘူးအဲ့ဒီအချိန်မှာအတိတ်ကကိစ္စတွေကိုအရန်အလေးနဲ့ထားလိုက်ရင်လက်ရှိ relationship ရဲ့တည်ဆောက်မှုကိုဖျက်ဆီးစေနိုင်တယ်ဒါကြောင့်ကြိုက်ခါစားမှာ focus ထားရမှာရှင်းရှင်းလေးပဲငါတို့နှစ်ယောက်ရဲ့ relation ကိုပိုကောင်းဘယ်လိုတည်ဆောက်ကြမလဲဆိုတာပဲဒုတိယချက်ကတော့လက်ရှိ relationship ကနေတဆင့်တက်လာပြီးတော့လက်ထက်တော့မဲ့အခြေအနေကိုရောက်လာပြီဆိုရင်အမှန်တရားကိုဖုံးကွယ်ထားတာနောက်ပိုင်းမှာပိုကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ထက်ချင်းဆိုတာစိတ်ခံစားချက်တစ်ခုတည်းတင်မဟုတ်ဘူးပွင့်ပွင့်လင်းလင်းရှိဖို့လည်းလိုတယ်။အချို့ကြပြန်တော့ကိုယ်လာမမေးမပြောပြသင့်ဘူးဆိုတဲ့အယူဆကိုလက်ခံထားတဲ့သူတွေလည်းရှိတယ်။ဒါပေမဲ့ဒီနေရာမှာအရေးကြီးတာဒါအပြစ်ရှိကြောင်းဝန်ခံချက်တစ်ခုမဟုတ်ဘူး။တစ်သက်လုံးကိုယ့်ရဲ့အားနည်းချက်လည်းမဟုတ်ဘူး။တတိယချက်ကသူ့ကိုပြောတော့မယ်ဆိုရင်ဖြစ်ခဲ့တာတွေကိုအသေးစိတ်မဟုတ်ဘဲနဲ့ဖြစ်ခဲ့တာကိုပဲပြောရမယ်အများစုကဒီနေရာမှာမှားတတ်တယ်အတိတ်ကဖြစ်ပျက်တွေကိုအသေးစိတ်ပြန်ပြောနေခြင်းကဘာမှအကျိုးမရှိဘူးအကောင်းဆုံးပုံစံကဒီလိုမျိုးငါရင်တော့လူတယောက်နဲ့ကြိုက်ခဲ့ဘူးတယ်အဲ့ဒီအချိန်မှာလူတယောက်နဲ့ဒီလိုအခြေအနေဆက်ဆက်မှုတွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါအတိတ်ပဲခုချိန်မှာငါရဲ့ရည်ရွယ်ချက်ကအယိုးသားဆုံး relationship တစ်ခုကိုတည်ဆောက်ဖို့ပဲအဲ့လိုပြောတာကိုကဘာမှအရှက်ရစရာအကြောင်းမရှိဘူးဖိအားလည်းဖြစ်စရာအကြောင်းမရှိဘူးကိုယ့်ရဲ့ယူသားမှုကိုပြရလဲရောက်တယ်စတုဒ္ဒအချက်ကကိုကပြောပြလိုက်လို့သူ့ရဲ့ reaction ကိုမထိန်းချုပ်နိုင်ပါဘူးလဲလက်ခံထားရမယ်အချို့လူတွေကြတော့နားလဲတယ်အချို့လူတွေကြတော့အချိန်လိုအပ်တယ်အချို့လူတွေကြတော့စိတ်မလုံးမချုံဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါတွေကကိုယ့်ရဲ့တန်ဖို့မဆုံးဖြတ်ဘူးဒါကကိုယ့်ရဲ့ယူသားမှုနဲ့ရင့်ကျက်မှုကိုပြသတာပဲဖြစ်တယ်ပစ္စမချက်မပြောဘဲဖုံးထားတာတခါတလေမှာချစ်ချင်းကိုကာဝယ်မပေးဘူးယုံကြည်မှုကိုတဖြည်းဖြည်းနဲ့ဖျက်ဆီးတတ်တယ်အထူးသဖြင့်လက်ထက်ပြီးမှတည်သွားရင်ပြဿနာအတိတ်ကကိစ္စမဟုတ်တော့ဘူးငါ့ကိုဘာလို့မယုံခဲ့တာလဲဆိုတဲ့အရာဖြစ်သွားတယ်နောက်ဆုံးချက်ကဒီကိစ္စမှာရှက်စရာမလိုဘူးအမှန်တရားကိုဘလို့လေးလေးနက်နက်နဲ့သူ့ကိုပြောပြတင်လဲဆိုတာပဲရှိတယ်အတိတ်ကကိုယ်မတတ်မှတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ယူသားမှုကတော့ကိုယ့်ရဲ့ relationship ကိုတတ်မှတ်တယ်အဆုံးသတ်မှာမှတ်ထားမှာလက်ထဲမဲ့သူဒီအကြောင်းပြောတင်လားဆိုရင်ကျွန်တော်ရဲ့ဖြေရတော့ဟုတ်တယ်ပြောပြတင်တယ်ဒါပေမဲ့အချိန်မှန်နီလန်းမှန်နေပဲဖြစ်တင်တယ်ကိုကဒီလိုပြောလိုက်လို့ဒါကိုယ့်ရဲ့အားနည်းချက်တစ်ခုလို့ယူဆသွားပြီးတော့တစ်သလုံးချနင်းတတ်တဲ့သူမျိုးလဲရှိတတ်သေးတယ်ဒါပေမဲ့ကိုယ့်ရဲ့အတိတ်ကိုသိသွားလို့ကိုယ့်အားနည်းချက်တစ်ခုအနေနဲ့အမြဲတမ်းအကိစ္စနဲ့ပတ်သက်ပြီးချနင်းနေမယ်ဆိုရင်အဲ့ဒီလူကကိုယ့်ရဲ့အတိတ်ကြောင့်မလို့ကိုယ့်ကိုမလေးစားတာမဟုတ်ဘူး။ तू ကအစကတည်းကကိုယ့်ကိုလေးစားဖို့အရေးချင်းမရှိတာဖြစ်နိုင်တယ်။ဒါပေမဲ့ဒီကိစ္စကတယောက်နဲ့တယောက်မတူညီတဲ့အမြင်တွေရှိနိုင်တဲ့အတွက်ကိုယ့်ရဲ့အမြင်လေးကိုလည်း comment မှာရေးပေးကြပါဦး